Hello အားလုံးပဲမင်္ဂလာပါညီမဒီနေ့စကားပြောတဲ့ဗီဒီယိုတွေတစ်ခါမှတော့မလုပ်ဘူးပေါ့နော်ဒါပေမဲ့ပထမဆုံးအနေနဲ့ညီမဒီရောက်ခဲ့တဲ့လမ်းကြောင်းလေးနဲ့ပတ်သက်ပြီးမှမျှဝေပေးခြင်းတဲ့အတွက်လုံးဖြစ်တာပေါ့နော်ဆိုတော့ဒီကိုရောက်လာတာက2နှစ်ကျော်ပြီပြီးတော့လာခဲ့တဲ့ဟာကဒီမှာနန်စင်သင်ဖို့ပေါ့နော်နန်စင်ကိုscholarship နဲ့လာတယ်လမ်းကြောင်းလေးကတော့ဒီရန်ကုန်ကနေမှဒုက္ခဆုဆန်ဆိုတဲ့ဒီ agency နဲ့လာရတယ်ပေါ့နော်ပြီးတော့ဒီဒုက္ခဆုဆန်ကနေမှ3နှစ်ဒီမှာကျောင်းတက်ပြီးတော့စင်ကာပူပေါ်လီမှာတစ်ခုမှကျောင်းတက်ပြီးတော့6နှစ်ပေါ့နော်စင်ကာပူရဲ့စေယုံဒီ government စေယုံတစ်ခုမှအလုပ်လုပ်ပေးရမယ်ဆိုပြီးတော့စိတ်ဝင်စားတဲ့အတွက်ရောက်လာတာဖြစ်တယ်ကိုကလည်းအစကတည်းကစီးပညာဝါသနာပါတဲ့လူဆိုတော့လာခဲ့တယ်ပေါ့နော်လာတော့ဒီမှာနေရတဲ့branding ကအစဒီ MOH government ကနေမှပေးတယ်ပြီးတော့လစဉ်လည်းပဲ allowance ကို900တောင်ပေးတယ်ပေါ့နော်ဆိုတော့တယောက်တည်းအတွက်တော့အရင်ဖူလုံတယ်လို့ပြောလို့ရတယ်ပြီးတော့ဒီနောက်တစ်ခုကဘာရှိလဲဆိုတော့စာတင်ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်ဒီ nursing တကယ်စေယုံကြီးတွေမှာအမြဲတမ်းဒီ clinical practice တွေအမြဲတမ်းသွားပြီးမှနှစ်တိုင်းလုပ်နေရတဲ့အတွက်ဒီအကုန်လုံး keep in touch ဖြစ်တယ်ပေါ့နော် staff nurse တယောက်မဖြစ်ခင်ညီမတို့တကယ်လာမယ့် training PRCP ပေါ့မလာခင်ထိပေါ့အကုန်လုံးကို process တစ်ခုလုံးတခြားလေးသင်ပေးတယ်ဆိုတော့ဒီ NYP ရော NP ရောပေါ့နော် Niam Polytechnic ညီမအခုတက်နေတဲ့ကျောင်းနဲ့ NYP Niam Polytechnic ပေါ့နော်ညီမတငယ်ချင်းတွေရှိတဲ့ကျောင်းပေါ့ဆိုတော့ဒီကိုစင်ကာပူပေါ့နော်ဒီ nursing လမ်းကြောင်းနဲ့လာကြတယ်မြန်မာပြည်မှာ10တန်းသို့မဟုတ်12တန်းဖြည့်ပြီးသွားပြီဆိုရင်ဒုက္ခဆုဆန် agency မှာအမြဲတမ်းဂျွန်လအစပိုင်းလောက်မှာပေါ့နော် form တွေလက်ခံပါတယ်လိုအပ်တဲ့အချက်လက်တွေဖြည့်ပြီးတော့လိုအပ်တဲ့ document တွေ collect လုပ်ပြီးတော့ apply လုပ်လို့ရပါတယ်နှစ်စဉ်အယောက်100နီးပါးပေါ့နော်မြန်မာတွေကို interview လုပ်ပြီးတော့ call လေးရှိပါတယ်တခြား Bhutan Malaysia China Vietnam သူတို့ကလည်းခေါ်တယ်ပေါ့နော်ဆိုတော့ Singapore ဒီများသောအားဖြင့်elderly ဆိုတော့ senior citizen တွေများတယ်ပေါ့နော်ဆိုတော့သူတို့ဒီ nursing ကိုလိုအပ်ပါတယ်ပြီးတော့သူတို့ရဲ့ citizen အများစုကလည်းပဲ nursing career ကိုရွေးချယ်မှုနေတယ်ပေါ့နော်ဆိုတော့နိုင်ငံခြားသား foreigner nurse တွေ staff nurse တွေလိုအပ်တဲ့အတွက်မြန်မာပြည်မှာရှိတဲ့စိတ်ဝင်စားတဲ့ကလေးတွေဆိုရင် Asian Nursing Scholarship ကိုjoin ဖို့ဖိတ်ခေါ်ပါတယ်future career အတွက်